Hello အားလုံးပဲမင်္ဂလာပါအဲ့တော့ဒီနေ့ကတော့ပထမဦးဆုံးပြောမယ် flash fiction လေးပဲဖြစ်ပါတယ်ဒီ flash fiction လေးရဲ့နာမည်ကတော့ The Book လို့နာမည်ပေးထားတယ်ပေါ့နော်The Book ရေးတဲ့သူကတော့ဒီ Derek Johnson လို့ခေါ်ပါတယ် so ဒီ flash fiction The Book ဆိုတဲ့အကြောင်းအရာလေးမှာဘာကိုတွေ့ရမလဲဆိုတာကိုစလေ့လာကြည့်ကြမယ်နော်အဲ့တော့ပထမဦးဆုံးအနေနဲ့ကိုဘယ်လောက်ထိနားလဲလဲဆိုတာကိုဒီစာပိုင်လေးကိုဖတ်ကြည့်ပါဒါလေးက flash fiction လို့ပြောတဲ့အတွက်တူတူလေးပါပဲเนาะ10မိနစ်လောက်ဖတ်ကြည့်လိုက်ရင်ရပါတယ် so ဒီ video လေးကို pause လုပ်ပြီးတော့ဖတ်ကြည့်လို့ရပါတယ်ဒါမှမဟုတ်ရင်လည်းဒီချက်ရှိရဖတ်ပြတာကိုပဲနားထောင်လည်းရပါတယ် The Book by Derek Johnson His lips moved as he read the tag on the one tattered book slightly fox $5 more like safely shock, he thought. But there was something about this Tom driving him to have it. I'll give you $2 for it. Just then the book cover flapped ever so slightly, its dog-eared pages restlessly ruffling. The eldritch clerk looked over his precariously parched reading glasses and down his nose at the scruffy web. The book definitely quivering in anticipation. No charge. The book's chosen you. Walking home, he couldn't shake the feeling the book is had begun to read him. Okay? So အဲ့တော့ဒီထဲမှာဆိုရင်မသိတဲ့စကားလုံးတွေအများကြီးတွေ့ရလိမ့်မယ်။အဲ့တော့ဒီမသိတဲ့စကားလုံးတွေကိုအရင်ဆုံးလေ့လာကြည့်မယ်။အပိုင်း၃ပိုင်းခွဲထားပါတယ်။ပထမဦးဆုံးတစ်ခုကတော့ condition of the book ။အဲ့တော့ဒီမှာပထမဦးဆုံး one data book one ဆိုတဲ့အတိုင်းစုပ်ပြတ်တက်နေတာပေါ့နော်ဒါအဓိကတော့မြန်မာလိုပြောလိုက်မယ်ဆိုရင်တော့ဒါစုပ်ပြတ်တက်နေတဲ့စာအုပ်လေးပဲ data book a book that is in very poor condition due to heavy use with torn edges or a damaged cover အဲ့တော့ cover တွေကလည်းပြက်စီးနေတယ်နောက်တစ်ခုကကြတော့ဒီအစွန်းနေဆိုရင်လည်းစုပ်ပြဲနေတယ်ပေါ့နော်တကယ်ကိုမှ heavy use လုပ်ထားတဲ့ဒီစာအုပ်ရဲ့အနေထားကနော်ဒီတကယ်ကိုစုပ်ပြတ်တက်နေတဲ့စာအုပ်အနေထားဖြစ်နေတယ် For example the library replaced the one terror book because the pages were falling out အဲ့တော့စာရွက်တွေပါပြုတ်ထွက်နေတဲ့အတွက်ကြောင့် one terror book ကို replace လုပ်လိုက်ရတယ် Okay နောက်တစ်ခုက savagely shock savagely shockဆိုတဲ့အဓိပ္ပာယ်ကဒီငမန်းကြိုက်ခံထားရတယ်လို့မျိုးတစားစီကိုစုပ်ဖြဲခံထားရတယ်လို့ပြောချင်တာ A creative metaphorical phrase suggesting the book looks like it was attacked or bitten by a shark, implying it is extremely damaged. အဲ့တော့တအားကိုစာအုပ်ကပျက်စီးနေတာဖြစ်တဲ့အတွက်ပေါ့နော်ဒီ shark ငမန်းကြိုက်ခံထားရတယ်လို့မျိုးပဲတော်တော်စုပ်ပြတ်တက်နေပါတယ်ဆိုပြီးတော့သူက metaphor နဲ့ပြောလိုက်တာပေါ့နော်ဒီတင်စားပြီးတော့ပြောတာပေါ့For example, after the puppy got hold of the magazine, it looks savagely shocked. အဲ့တော့ puppy က magazine ကိုကင်ပြီးွားတဲ့နောက်မှာတော့เนาะဒီ magazine လေးက savagely shocked လုံးဝဆုတ်ပြေးသွားတာပဲ And this one dot ear pages where the corners had been folded down to mark a place တချို့စာအုပ်ဖတ်တယ်ဆိုရင်ထောင်းနေလိုက်ချိုးထားတာမျိုးတွေရှိရ corners တွေကိုစာအုပ်ထောင်းတွေကိုခောက်ထားတာပေါ့နော် to mark a place သူတို့ကတခုနေရာတခုသတ်မှတ်ထားတယ်အဲ့တော့သူတို့အရေးပါတဲ့နေရာပဲဖြစ်ဖြစ်တခုသိချင်လို့ပဲဖြစ်ဖြစ်စာအုပ်တွေကိုခောက်ထားတာမျိုးရှိတယ်အဲ့လိုထောင်းတွေကို dog ear pages လို့ခေါ်တယ် dog ear pages For example I can tell is his favorite novel because of all the dog ear pages အဲ့တော့စာရွက်တွေခောက်ထားတာမှာ dot ear pages တွေအများကြီးဖြစ်တာကြောင့်ဒါကသူ့ရဲ့ favorite novel ဖြစ်ရမယ် So next one is slightly fox ဆိုတာဘာလဲဆိုရင် small brownish yellow spots စာအုပ်တွေမှာသုံးတဲ့စကားပေါ့နော်ဒီ fox ဆိုတဲ့စကားဒီနေရာမှာမြည်ခွေးလည်းမဟုတ်ဘူးသူကဘယ်လိုလဲဆိုတော့စာအုပ်ကစာရွက်သားတွေကနည်းနည်းညိုပြီးတော့အဝါရောင်ဘက်ကိုတန်းနေတယ်နည်းနည်းအမဲဆက်လေးရှိနေတာမျိုးပေါ့နော်ကြာပြီသုံးတာကြာပြီဆိုတဲ့ခါကျအဲ့လိုဖြစ်သွားတာမျိုး So for example the novel is in good condition but the pages are slightly foxed around the edges အဆုံးဘက်လေးတွေမှာနည်းနည်းလေး slightly foxed ဖြစ်နေရဆိုတော့စာရွက်သားတွေကညိုပြီးတော့အမဲဆက်လေးဖြစ်နေတယ်ဒါကိုပြောချင်တာဒါစာအုပ်တော့ရဲ့ condition one tattered book savagely shocked dot ear pages slightly foxed Okay နောက်တစ်ခုသွားမယ်နောက်တစ်ခုကactions and feeling နဲ့ဆိုင်တဲ့စကားလုံးလေးတွေအဲ့တော့ဒါကတော့ exclamation mark ပါပဲเนาะ emotion ကိုပြောတဲ့စကား pump
hemp an exclamation used to express disbelief dissatisfaction တခုခုမကြည်မနှက်ဖြစ်တာမျိုးပေါ့နော်စိတ်အစင်မပြေဖြစ်တာဆိုရင်ဥမာမြန်မာလိုဆိုဆိုပြီးတော့အဲ့လိုသပင်းချတယ်လို့မျိုးပေါ့ he granted I could have done a better job myself နော်ငါကိုယ်တိုင်ဒီပိုကောင်းတဲ့အလုပ်တစ်ခုငါရနိုင်ရတာနဲ့နော်ဒီအောင်မလုပ်လိုက်ပဲနဲ့အခုအလုပ်ကိုလုပ်နေမိလိုက်တယ် I could have done a better job myself ငါပိုကောင်းအောင်ငါလုပ်နိုင်ရတာနဲ့မလုပ်လိုက်မိဘူးဆိုတဲ့ပုံစံမျိုးပေါ့နော်ဒါနောင်တရတဲ့ပုံစံပြောတာ he granted ဆိုတာညှဉ်းညူတာပေါ့နော်ဟုတ်ဒါကတော့ army တိတ်ဒီ exclamation mark ဆိုတော့တိတ်ပြီးတော့ကြောက်မဟုတ်ပါဘူး covet covert လို့မထွက်ဘူးเนาะ covert လို့မထွက်ပါဘူးသူက covet လို့ထွက်တယ် at them ပေါ့เนาะ covet covet to have a strong desire to possess something especially something belonging to someone else တခုခုတအားလိုချင်မမောတာပေါ့เนาะတန်တန်ယူယူမှုမှုကိုလိုချင်တာအဲ့ဒါကို covet လို့ခေါ်တယ် for example he began to covet his friend's new sports car သူတငယ်ချင်းရဲ့ sport car ကိုသူတအားကိုလိုချင်နေတယ် began to covet okay and next one က quivering in anticipation quiver ဆိုတာခိုက်ခိုက်တောင်ချမ်းတာလို့ပါလို့ quiver လို့ခေါ်တယ်ဒီမှာကျတော့ quivering in anticipation mean hope နဲ့အတူတူပဲမျှော်လင့်ချက်ပေါ့နော်အဲ့တော့တအားကိုမျှော်လင့်ထားတာတခုခုလိုချင်လို့တခုခုမျှော်လင့်နေတဲ့အချိန်မှာအဲ့လိုအသားဒီစက်တုံနေရမျိုးပေါ့နော်စိတ်လှုပ်ရှားနေရပေါ့ trembling or shaking slightly because of excitement or nervousness about something that is about to happen အောင်သေးထွက်ခံကြီးတွေပါဆိုရင်အဲ့လိုtrembling or shaking ဖြစ်နေတယ် because of excitement or nervousness quivering in anticipation for example the dog was quivering in anticipation as its owner reached for the leash ဆိုတာကခွေးလေဘက်ကိုပြောတာပေါ့နော်အဲ့တော့ခွေးလေးရဲ့ level မှာဒီဖြုတ်ပြီးတော့မယ်ပေါ့နော်ဖြုတ်ပြီးတော့မယ်ဖြစ်တဲ့အတွက်ကြောင့်သူကသူလွတ်မြောက်တော့မယ်ပေါ့နော်သူပြင်ထွက်လို့ရပြီဆိုပြီးတော့ပျော်နေတာအဲ့တော့စိတ်လှုပ်ရှားနေတာ the dog was quivering in anticipation okay နောက်တစ်ခုသွားမယ်နောက်တစ်ခုကတော့ restlessly rattling moving fluttering in a nervous and even a constant way restlessly ဆိုရဲမရက်မနာပဲနဲ့ rattling raffle ကလာ rattling လုပ်တယ်ဆိုတာ move လုပ်နေတာပေါ့နော်ဒီလှုပ်ရှားနေတာရွေ့နေတာမရက်မနာပဲနဲ့ non stop ရွေ့နေတာမျိုးပြောတာ for example he sat on the bench မှာထိုင်ခဲ့တယ် his fingers restlessly rattling the edges of the newspaper ရဲ့အစွန်းဘက်လေးတွေကိုဒီသူ့ရဲ့လက်ချောင်းလေးတွေကအဲ့လိုမျိုးငြိမ်မနေပဲနဲ့လက်ကပေါ့နော်လှုပ်ပြီးတော့အဲ့လိုကင်ထားရဆိုတဲ့ပုံစံမျိုးပေါ့နော်လက်ကလည်းအငြိမ်မနေပဲနဲ့ newspaper ရဲ့စွန်းလေးတွေကိုကင်ထားတယ် restlessly rattling okay အဲ့တော့နောက်ဆုံးတစ်ခုကတော့ flap flap ကတော့သိပါတယ် flap ဆိုတာပြားတော့ဆိုတဲ့အဓိပ္ပာယ်လေးရတယ်လို့ flap ဆိုတာဒီ flap နော် flap ဖြစ်တယ်ဆိုတာ move up and down or back and forth quickly သူကဘယ်လိုပြောမလဲစာရွက်တွေမှာဆိုရင်သူကသူအလိုလျောက်ဒီလေတိုက်လို့စာရွက်လန်းတာမျိုးပေါ့နော် move up and down or back and forth quickly ဆိုဥပတိပဲစာရွက်တွေကအဲ့လိုလွင့်ပြီးတော့လန်းနေတာမျိုးပြောချင်တာပေါ့ flap ဆိုတာ flap restlessly rattling quivering in anticipation covet no example ကျန်တဲ့ the shutters flap against the house during the windstorm ဒီမုန်တိုင်းတိုက်နေတဲ့အချိန်မှာဒီ shutters တွေတကားကာထားတဲ့ဟာတွေကပေါ့ flap against လို့တစ်ဖြက်ဖြက်နဲ့ဖြစ်နေကြတယ် flap နော်ဒီစကားလုံးလေးရှိမယ်နောက်ဆုံးသိရမှာလေးကတော့လူတွေကိုပြောတဲ့စကားလုံးလေးနှလုံးပေါ့ Eldridge Clark ဆိုတာလေ Clark ကတော့စက်ရေး shop assistant ပေါ့ဒီမှာဆိုရင်စာအုပ်ရောင်းတဲ့သူကိုပြောတာ shop assistant who appears weird sinister or ghostly ဆိုတော့ဒီက Eldridge ဆိုတဲ့အဓိပ္ပာယ်ကနည်းနည်းအချင်းမကောင်းတာနည်းနည်းထူးဆန်းတယ်နည်းနည်းsinister ရက်ဆက်ကြမ်းကြုတ်တဲ့ပုံစံမျိုးပေါ့နော်တဲ့စားတတ်တဲ့ပုံစံမျိုးရှိတဲ့စက်ရေးပေါ့ Eldridge The Eldridge Clark at the antique shop never seems to blink antique shop မှာရှိတဲ့ဒီနော်မျက်နှာခတ်တင်းခတ်တီနဲ့ရက်ဆက်မဲ့ပုံပေါ်တဲ့ Clark က never seems to blink မျက်တောင်တော့မခတ်ဘူးနော်သူရဲ့ antique things တွေကိုကြည့်နေတာပေါ့နော်မျက်တောင်တော့ခတ်မဲ့ပုံမပေါ်ဘူးပေါ့ so precariously patched ဆိုတာ
နာမငြိမ် precariously ဆိုတာမငြိမ် sitting in a position that is unstable and likely to fall patch ကကြတော့လေ patch ကအဓိပ္ပာယ်ရတယ်အဲ့လိုအစွန်းလေးတွေမှာတင်ထားတာမျိုးပေါ့နော်ပြုတ်ကြကန်ဒီဆဲဆဲလေးဖြစ်နေတာမျိုး patch လို့ပြောတယ် precariously ကလည်းအဲ့လိုမျိုးမငြိမ်မသက်ဖြစ်နေတာဆိုတော့တနေရာမှာတင်ထားပြီးတော့လှုပ်နဲ့မငြိမ်မသက်တင်ထားတာမျိုးဆိုရင်ဒီနှလုံးကိုတွဲပြီးတော့ပြောတယ် precariously patch sitting in a position that is unstable and likely to fall the example the coffee cup is precariously perched on the arm of the sofa sofa ရဲ့ဒီလက်တန်းပေါ်မှာတင်ထားတာကလုံးဝမငြိမ်မသက်နဲ့ပြုတ်ကျလို့ဆဲဆဲဖြစ်နေတယ်လို့ပြောချင်တာเนาะ the coffee cup was precariously perched on the arm of the sofa ဒီเนาะဆိုတော့ဒီစကားလုံးနှလုံးက Eldridge Clark precariously perched နောက်တစ်လုံးရှိသေးတယ်နော် scruffy web ဆိုတာလည်းဒီ web ဆိုတာကလည်းလူကိုပြောတာပဲဒါပေမဲ့ဒီနေရာမှာကဒီစကားလုံးကderogatory term လို့ခေါ်တယ်သူကကျတော့နှိမ့်ချပြီးတော့ပြောချင်တဲ့အခါမှာသုံးတယ် derogatory term for a young person who looks messy or untidy ဆိုတော့ဒီညစ်ပတ်ပေးရနေပြီးတော့မသက်မရက်ဖြစ်နေတဲ့ကလေးလေးပေါ့နော်အဲ့လိုလမ်းပြကလေးလေးတယောက်ကိုရည်ရွယ်ပြီးတော့ပြောလိုက်တာ web ပြီးတော့တရိတ်ဆန်လေးတွေကိုပြောတဲ့အခါမှာလည်းသုံးတယ်ပေါ့နော် scruffy ဖြစ်နေရဆိုတာကတော့ရှုပ်ပွားနေတာပေါ့နော်ဒီပင်နေပါဆိုရင်ရှုပ်ချက်ခတ် messy ဖြစ်နေတာပေါ့ messy နဲ့ scruffy နဲ့အတူတူပဲနော်အဲ့လိုကလေးလေးဆိုပြီးတော့ပြောတာပေါ့နော် Okay example the old man yelled at the scruffy web to cut off his lawn သူ့ရဲ့မြက်ခင်းပေါ်ကနေဆင်းသွားဖို့နော်အဖိုးအိုက scruffy web ဆိုအဲ့လိုစုပ်ဖွာနေတဲ့ကောင်လေးကိုနော်စုပ်ပြက်ကလေးလေးကိုអော်လိုက်တယ် scruffy web Eldridge Clark precariously perched scruffy web အဲ့ဆိုရင်တော့ဒီ story လေးကိုစဖတ်လို့ရမယ်လို့ထင်ပါတယ်အခုဆိုရင်သိထိုက်တဲ့စကားလုံးတွေတော်တော်များများကိုပြောပြပေးပါပြီအဲကြောင့်မလို့ဒီ story လေးကိုအခုတူစဖတ်ကြည့်ကြမယ်နော် So the book by Derek K. Johnson Derek K. Johnson credit ပေးပါတယ်ဒီ story လေးကိုယူသုံးခွင့်ရတဲ့အတွက်ပေါ့နော် So his lips moved as he read the text on the one tether books သူနှကန်းလေးကတလှုပ်ဖြစ်သွားတယ်ပေါ့ as he read the text on the one tether books စုပ်ပြတ်တက်နေတဲ့အဲ့လိုစာအုပ်တအုပ်ပေါ်က tag ဆိုတာဒီ price tag ပေါ့နော်ဈေးနှုန်းကိုသူဖတ်လိုက်တဲ့အချိန်မှာ as ကဒီနေရာမှာဒီစင်တွင်ဆိုတဲ့ပုံစံမျိုးသုံးတာနော် because မဟုတ်ဘူးအဲ့လိုဖတ်လိုက်တဲ့အချိန်မှာပဲသူ့နှကန်းလေးကတလှုပ်ဖြစ်သွားတယ် slightly false $5 slightly false ဆိုတာဒီခုနပြောတယ်အစွန်းအထင်းလေးနည်းနည်းပဲပါတယ်စာအုပ်ပေါ့လေဒါပေမဲ့အရောင်လေးကတော့ပြောင်းနေပြီပေါ့နော်ဆိုတော့$5ဆိုပြီးတွေ့တယ် more like savagely shocked he thought ငမန်းကြိုက်ထားတာကြာနေရပဲပေါ့နော်လုံးဝအစိတ်မှစုပ်ပြတ်တက်နေရပဲ savagely shocked ဖြစ်နေတယ်လို့သူကတွေးလိုက်တယ် but there was something about his tone ကိုပြောဖို့မေ့ပါတယ် tone ဆိုတာကဘာလဲဆိုရင် T1B tone ဆိုတာကအဲ့စာအုပ်အထူကြီးတွေ heavy book ကြီးတွေကို tone ဆိုပြီးတော့ပြောတယ်ပေါ့နော်အဲ့တော့အဲ့ဒီစာအုပ်အထူကြီးကတခုခုပဲ driving him to covet in covet ဆိုတာလုံးဝအယူမှုဖြစ်သွားတာသူ့ကိုအိတ်စာအုပ်ကိုလုံးဝယူမှုအိတ်စာအုပ်လေးကိုသူ့ကိုဆွဲခေါ်သွားတယ်ပေါ့နော် driving him to covet in အဲ့ဒါကိုယူမှုဝယ်ဖို့အတွက်သူ့ကိုဆွဲဆောင်သွားတယ်ဒီမှာတခုခုတော့ရှိပုံရတယ် I will give you $2 for it ဒီစာအုပ်ကိုကျွန်တော်$2 ပေးမယ်လေ back ဆိုတာကလေဒါဒေါ်လာနဲ့တူတူပဲเนาะ US ဒေါ်လာနဲ့တူတူပဲအဲ့တော့$2 ပေးမယ်လေ just then အဲ့နောက်မှာသူအဲ့လိုပြောပြီးတော့ the book cover flap ever so slightly စာအုပ်အဖုံးကနည်းနည်းအဲ့လိုမျိုး flap ဖြစ်လာတယ်ဆိုတော့နည်းနည်းအဲ့လိုခုနစာအုပ်ကသူ့ဘာသူလှန်နေသူလိုဖြစ်တာလေလေးတိုက်လို့လှန်တယ်လို့မျိုးပေါ့နော် flap ever so slightly his dog-eared pages restlessly ruffling အဲ့ခုနစာရွက်တွေခောက်ထားတာတွေပေါ့ dog-eared pages တွေကလည်းလုံးဝကို ruffling ဖြစ်နေတယ်မရက်မနာเนาะအဲ့လိုလှုပ်ရွာပြီးတော့ပေါ့နော်ဒီစာရွက်တွေကဘယ်လိုပြောမလဲအသက်ဝင်လာသလိုဖြစ်သွားတာပေါ့နော် restlessly ruffling ဖြစ်နေတယ်the Eldridge Clark looked over his precariously patched reading glasses and down his nose at the scruffy web ခုနအဲ့ Clark ဆိုတာစာအုပ်ရောင်တဲ့ဦးလေးပေါ့စာအုပ်ရောင်တဲ့ဦးလေးကသူကအဲ့လိုနည်းနည်းရက်ဆက်ကြမ်းကြုတ်တဲ့ပုံပေါ်တယ် Eldridge Clark ကြီးက looked over his
precariously pat ဆိုတာဥမာမျက်မှန်ကိုနှာခေါင်းမှာတက်ထားရဆိုရင်မျက်မှန်လှုပ်တုပ်နဲ့ပြုတ်ကျလို့မတက်ဖြစ်နေတာပေါ့နော်အဲ့လိုဖြစ်နေတဲ့မျက်မှန် reading glasses ပေါ့နော်မျက်မှန်ပေါ်ကနေပြီးတော့စာအုပ်ကိုမျက်မှန်ပေါ်ကနေပြီးတော့သူကကြော်ကြည့်တာလေကျို့ဆိုမျက်မှန်နှာခေါင်းပေါ်တက်ထားပြီးမျက်လုံးကကြော်ကြည့်တာလေလိုမျိုးပေါ့ and down his nose ပြီးတော့သူငုံကြည့်လိုက်တယ် at the scruffy word ခုနကဒီစုံစုံတဲ့ကလေးလေးကိုပေါ့နော်သူအဲ့လိုမျိုးမျက်လုံးပေါ်ကနေစီးပြီးတော့ငုံကြည့်လိုက်တာပေါ့ The book definitely quivering in anticipation စာအုပ်ကလည်းလေလုံးဝကိုတည်တယ်မလားသူကတခုခုမျှော်လင့်ချက်တွေနဲ့အဲ့လိုစိတ်လှုပ်ရှားနေတဲ့ပုံစံမျိုးကိုပြနေတာပေါ့နော်ဆိုတော့ခုနသူလှလှရွရွဖြစ်နေတဲ့စာအုပ်ကဖုံးနေရလဲ flat နော်အဲ့လိုမျိုးလန်နေတယ်ပြီးရင်ဒီခုန dot ear pages တွေကလည်းလှုပ်ရှားနေတယ်ပေါ့နော်အဲ့တော့ Clark ကဘာပြောလဲစာအုပ်ရောင်ဦးလေးရဲ့ဘာပြောလဲ No chance the book's chosen you ပေးစရာမလိုပါဘူးတဲ့စာအုပ်ကမင်းကိုရွေးချယ်လိုက်ပြီ Walking home he couldn't shake the feeling the book itself had begun to read him အဲ့တော့သူအိမ်ပြန်သွားတဲ့အိမ်ပြန်သွားရင်းနဲ့အိမ်အပြန်လမ်းမှာလမ်းလျှောက်ရင်းနဲ့ပေါ့နော်သူ့ကိုယ်သူဒီခံစားမှုကနေသူလုံးဝရုံးမထွက်နိုင်ဘူးလို့ပြောချင်တာပေါ့ couldn't shake the feeling ဒီခံစားမှုကိုသူမပြစ်လိုက်နိုင်ဘူး the book itself had begun to read him ဒီစာအုပ်က read him သူ့ကိုစတင်ပြီးတော့ဖတ်နေပြီလေ့လာနေပြီဆိုတဲ့ခံစားချက်ကိုသူပဲလုံးဝကိုသူမဖယ်ပြစ်လိုက်နိုင်ပါဘူးတဲ့ပြောချင်တာကဘာလဲအဲ့တော့ flash vision တွေကလေဘယ်တော့မှအတိအကျကြီးတော့ဒါကြီးပါဆိုပြီးတော့ message ကိုပေးမှာမဟုတ်ဘူးအဲ့တော့သူတို့ကအမြဲတမ်းတွေးဖို့တစ်ခုခုခြံထားခဲ့ပါတယ်အဲ့တော့ဒီထဲမှာဆိုရင်ကိုယ်တွေးစရာဘာပြီးခဲ့တာလဲတခါကြရင်ပေါ့နော်စာအုပ်တိုင်းကအသက်အရွယ်အရကိုနဲ့ဒီမလိုက်ဖက်တဲ့စာအုပ်မျိုးတွေရှိတယ်ကိုကဥပမာပေါ့နော်ငယ်တုန်းကဆယ်ကျော်သက်အရွယ်တုန်းကစာအုပ်တုပ်ကိုရွှေ့လိုက်မိရပေါ့အဲ့စာအုပ်ကကိုနားမလဲဘူးဥပမာဆိုရင်တစ်ချက်ဆိုရင်တစ်ခါမှတ်မိနေတာငယ်ချင်းလက်ဆောင်ပေးတဲ့စာအုပ်တုပ်အဲ့ဒါကဒီspace တွေအာကာသတွေစကြဝဠာတွေပေါ့နော်ဒီ physics နဲ့ဆိုင်တာပေါ့နော် quantum physics နဲ့ဆိုင်တဲ့စာအုပ်ပေါ့အဲ့ဒါတွေကိုခြေခံပြီးတော့ရေးထားတဲ့ essay တွေပေါ့အဲ့ဒါလက်ဆောင်ပေးတယ်စစအုပ်ဆုံးအဲ့မျိုးတွေကိုလည်းစိတ်ဝင်စားတယ်ဒါပေမဲ့နားမလည်ဘူးပေါ့နော်နားမလည်ဘူးဆိုတာတော်တော်ခက်တယ်လို့ပြောရမယ်စာအုပ်ခက်မြန်မာလိုရေးထားတာပါနော်ဒါပေမဲ့လည်းကိုကသူပေးချင်တဲ့ message ကိုမရဘူးကိုနားမလည်မမှီဘူးပေါ့နော်မမှီတဲ့ပုံစံမျိုးဖြစ်တာပေါ့အဲ့တော့ကိုကအဲ့စာအုပ်ကိုမရွေးလိုက်နိုင်ဘူးအဲ့တော့ level တစ်ခုရောက်လာတဲ့အချိန်မှာကိုရင်တော့မကြိုက်ခဲ့တဲ့စာအုပ်တွေကိုပြန်ကြိုက်သွားတာမျိုးရှိတတ်တယ်အဲ့ဒီအခါကျတော့စာအုပ်ကကိုရွေးစရာမလိုဘဲနဲ့ကိုရှိရောက်လာတာမျိုးပေါ့နော်အဲ့တော့ဒီမှာလည်းဒီလိုပဲပြီးတော့တချို့စာအုပ်တွေဆိုရှိမယ်ငယ်တော့ဆိုရင်တက်ချမ်းလိုမျိုးတွေဖတ်တာမျိုးပေါ့အဲ့တော့ကိုကဘာလို့မှမသိတဲ့အချိန်မျိုးမှာအဲ့လိုမျိုးအရာလေးတွေလိုက်ဖက်ရတယ်ဆိုတော့ဒါလောက်ပါကိုပြောတဲ့အချိန်မှာအဲ့လိုမျိုးလေးတွေလိုက်ဖက်တယ်ပေါ့အဲ့တော့အဲ့စာအုပ်တွေကကိုရွေးချယ်နေတာအဲ့ချိန်မှာနိုင်ငံရေးကျောင်းစာအုပ်တွေဖတ်ပါလားဒါမှမဟုတ် classic novel တွေဖတ်လေဆိုရင်မဖတ်ဘူးအဲ့စာအုပ်တွေကကိုလာရွေးမချယ်ဘူးမရွေးချယ်ဘူးပေါ့နော်ဘာလို့ဆိုကိုနဲ့သူတို့နဲ့ဓာတ်မှမတည့်တာကိုမှနားမလဲတာသူတို့အဲ့တော့ဒီမှာလည်းဒီလိုပဲပေါ့ဒီစာအုပ်လေးကတော့ဘာအကြောင်းလေးပါမဲ့စာအုပ်လေးတော့မသိဘူးဒါပေမဲ့ဒီကောင်ကလေးကဒီစာအုပ်ကိုဖတ်တင်တယ်ဒီစာအုပ်ကိုဖတ်တင်တဲ့အတွက်သူ့ရဲ့ life မှာ changes တွေလည်းဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့လိုမျိုးပြောချင်တယ်လို့ယူဆပါတယ်ဒါပေမဲ့အမျိုးမျိုးယူဆလို့ရရနော်ဒီစာအုပ်ကလေးကိုဘာကြောင့်အလကားပေးလိုက်တာလဲစာအုပ်လေးကသူ့ကိုရွေးချယ်သွားပြီတဲ့အဲ့တော့စာအုပ်ကကိုယ်စတင်ဖတ်နေပါပြီဆိုပြီးတော့ပြောသွားတယ်ပေါ့နော်โอเคဟုတ်ပါပြီအဲ့တော့အဓိကတော့ဒီထက်ကစကားလုံးလေးကိုလေ့လာသိချင်တာ language ဘိုင်းကတော့ဒီမှာ highlight ပြထားတဲ့စကားလုံးလေးတွေကိုလေ့လာလို့ရပါတယ်เนาะအဲ့တော့ thinking ဘိုင်းကတော့ကိုယ့်ဘာသာကိုဆက်စဉ်းစားနိုင်ပါတယ် maybe different idea okay so this time quiz လေးလုပ်ကြမယ် quiz လေးတွေလုပ်ကြမယ်ဆိုတော့အဲ့တော့ဒီပထမစာမျက်နှာလေးကိုကြည့်ပါအောင် machine quiz လေးလုပ်မယ် habit ဒီတမရကအမြင်မှားတယ်เนาะ covert ဆိုပြီးတော့ထွက်တာမျိုးလေ habit เนาะhabit dot-eared adrich precariously part quivering အဲ့ဒါဒီဘက်မှာပေးထားတယ် sitting in an unstable or dangerous position to desire something belonging to another shaking slightly with excitement or fear weird ghostly or unnaturally strange having corners of pages folded down ဗီဒီယိုလေး pause လုပ်လိုက်ပါနော်ခဏရက်ပြီးတော့ဖြည့်ကြည့်လိုက်ပါဒီချက်ပြောပြမယ်နော် habit ကအငမ်းမြလိုချင်တာဖြစ်တဲ့အတွက် to desire ပြီးပေါ့နော်
to desire something belonging to another. B. And then dot ear. Dot ear is having corners of pages fold down. Dot ear. Eldritch. Eldritch is like weird, ghostly, or unnaturally strange. And then precariously parched, sitting in an unstable or dangerous position, quivering, shaking slightly with excitement or fear. Okay, so let's move to the next quick. So this one is like 2 questions. Why is the word shark a better description for the boy than fox? Fox ဆိုတဲ့စကားလုံးထက်ပေါ့နော်။ကောင်လေးအတွက်က shark ဆိုတဲ့စကားလုံးကပို့ပြီးတော့ better description ဖြစ်တာ။ဘာကြောင့်လဲ because the book was what? Because the book was so badly damaged. It looked like a predator bit it. Predator ဆိုတာကဒီအသားစားတဲ့သဘောကိုပြောတာနော်။ Because the book was about the ocean. Okay, you can think about the answer. So the answer is B. B, no? B. Okay, next one. So question 2. What does the book's chosen you imply about the clock? Clock ကဒါဘာကိုပြောချင်တာလဲပေါ့နော် The book's chosen you ဆိုတာဘာကို imply လုပ်ချင်တာလဲပေါ့ So he is a normal salesman trying to get rid of old stock. Get rid of ဆိုတာဖယ်ရှားတာနော်စာအုပ်အဟောင်းတွေကိုဖယ်ရှားပစ်ခြင်းဖယ်ရှားဖို့ကြိုးစားနေတဲ့တာမန်စာအုပ်ရောင်းနေသူလား He recognized that the book has a magical or supernatural connection to the boy. ဒီစာအုပ်ကပေါ့နော် magical or supernatural connection ရှိတာလား He is just being kind because the boy is poor. ကောင်လေးကဆင်းရဲလို့ kind ဖြစ်တာလားစဉ်းစားကြည့်မယ်နော် So the answer is also B. Okay. ဟုတ်ပါပြီဒီနေ့တော့ပထမဆုံးအနေနဲ့ဒီ flash fiction the book ဆိုတဲ့စာအုပ်လေးကိုဖတ်လိုက်ရပါပြီအဲစကားလုံးတစ်တွေလည်းအများကြီးလေ့လာရမယ်လို့ယုံကြည်ပါတယ်နောက်တစ်ခုကတော့ဒီစာပိုက်လေးကပေးချင်တဲ့ message ကိုလည်းเนาะနည်းနည်းချဲ့ပြီးတော့ကိုယ့်ဘာသာကိုတွေးကြည့်နိုင်ပါလိမ့်မယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးကတော့ Sunday မှာပေါ့เนาะထပ်ပြီးတော့တင်ဆက်ပေးမှာဖြစ်ပါတယ် See you